မနေ့ကတော့မန်ယူကတော့ Europa League Final ကိုပြတ်နိုင်ပွဲနဲ့အတူတက်ရောက်သွားခဲ့ပြီမနေ့ကတော့ကစားခဲ့တဲ့ဒီ Europa League Semi Final ဒုတိယကြော့ Old Trafford မှာကစားခဲ့တဲ့ပွဲမှာမန်ယူတို့၄ဂိုးတကူနဲ့ပြီးပါကိုထပ်ပြီးတော့အနိုင်ယူခဲ့တယ်ပထမကြော့မှာ3ဂိုးပြတ်နဲ့နိုင်ထားလို့ဒီပွဲကမန်ယူတော်တော်လေးကိုဖိအားလျော့ခဲ့တယ်ဒါပေမဲ့လည်းဥဆောင်ဂိုးကိုတော့ပထမပိုင်းမှာအရင်ပေးလိုက်ရတယ်ထုံးစံတိုင်းပဲနောက်တန်းကကြောင်ပြောက်ပြီးတော့ယူသလိုကြောင်သလိုလုံရင်းနဲ့ဂိုးပေးလိုက်ရတာဖြစ်တယ်ဒါပေမဲ့ဒီဘီဘောင်နဲ့နောက်ထပ်ဂိုးတွေရအောင်မစွမ်းဆောင်နိုင်ခဲ့ဘူးမန်ယူကလည်းဒီမိနစ်90နောက်ပိုင်းအမော်ရင်ရဲ့အပြောင်းလဲတွေလုပ်ပြီးတဲ့နောက်ပိုင်းမှာသူတို့တော်တော်လေးကိုကစားပုံပိုကောင်းလာခဲ့ပြီးတော့မေဆန်မောက်ဆိုလို့ရှိရင်ဒီဘက်မှာတယောက်တည်းနဲ့2ဂိုးသွင်းသွားတယ်ပထမသွင်းသွားတဲ့တဂိုးဆိုလို့ရှိရင်တကယ်ကိုလည်းမိုက်တယ်ပြီးတော့အခါမှာနောက်တဂိုးမှာဆိုလို့ရှိရင်ကျွန်တော်ကက်စမဲရိုကောင်တိုက်သွင်းတယ်White Land ကျွန်တော်တို့ရဲ့เนาะပေါ်တော်မူတိုက်စစ်မူကြီး White Land ကလည်းဒီပွဲမှာတကိုးရခဲ့သလိုနောက်ဆုံးပွဲသိမ်းကိုလည်းဒီမေဆန်မောက်ကဂိုးသမားရှေ့ကိုကန်ထုတ်လိုက်တဲ့အချိန်မှာဒီဂိုးသမား area အပြင်ကိုထွက်ပြီးတော့ရှေ့ကိုကန်ထုတ်လိုက်တဲ့အချိန်မှာဒီမေဆန်မောက်ရဲ့6ထဲကိုရောက်ပြီးတော့ပေါ်တော့ကမေဆန်မောက်ကဂိုးတွေကိုဒါကန်သွင်းခဲ့ပြီးတော့ဒီမန်ယူတို့၄ဂိုးတကိုးနဲ့နိုင်ခဲ့တယ်ဆိုတော့နှစ်ကြော်ပေါင်းရလက်အရဆိုလို့ရှိရင်တော့ဒါဒီနှစ်ကြော်ပေါင်း9ဂိုးတကိုးနဲ့မန်ယူတို့နိုင်ခဲ့တာအရင်တုန်းကဆိုလို့ရှိရင်ဥရောပပြိုင်ပွဲတွေမှာမန်ယူကစပိန်ကလပ်နဲ့တွေ့လို့ရှိရင်ဘယ်အသင်းနဲ့တွေ့သေချာပေါက်ပြုတ်တဲ့အသင်းအခုတော့ဒီဘီဘာကိုလည်းသူတို့နိုင်ခဲ့ပြီဆိုစီတက်ကိုလည်းသူတို့ဖြုတ်ချထားနိုင်ခဲ့ပြီဆိုတော့ဥစားမှာရောเนาะကျွန်တော်ဒီချန်ပီယံလုပွဲမှာတော့စပါးနဲ့ရင်ဆိုင်ရမယ်တစ်ဖက်ကစပါးကလည်းမနေ့ကတော့ဘိုဒိုကလင်းကိုအဝေးကွင်းမှာသူတို့တက်တော့သားနေပဲ2-0နဲ့နိုင်ခဲ့ပြီးတော့ဒီ Europa League Final ကိုတက်လာခဲ့ပြီဆိုတော့ဒီ All English Final ဖြစ်လာတဲ့ Europa League မှာဘယ်အသင်းပိုဆွဲသွားမလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းနေပြီတစ်ဖက်မှာဆက်ဆက်ပြီးပြောမယ်ဆိုလို့ရှိရင် Arsenal ပရိသတ်တွေတော်တကယ်ကိုစိတ်ပြတ်စရာ Europa League ဖြစ်သွားခဲ့တယ်ပေါ့နော်မနေ့ကတော့လည်းသူတို့ Champions League Semi Final ကနေထွက်လာရတယ်အခုဒီနေ့မှာလည်းမန်ယူလည်း Final ကိုတက်တယ်စပါးလည်း Final ကိုတက်တယ်ဘယ်အသင်းဖလားရသူတို့တော့ကဘာပြတ်တယ်လို့ဖြစ်သွားလိမ့်မယ်ဆိုတော့အထူးသဖြင့်စပါးသာဖလားရသွားခဲ့လို့ရှိရင်ဒီဘက်ပေါ့နော်ပြောရမယ်ဆိုရင်လန်ဒန်အသင်းကြီးတွေထဲမှာဥရောပဖလားမရသေးတဲ့တသင်းနဲ့တော့အသင်းဆိုတာအာဆင်နယ်ဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ကောင်းပါပြီမနေ့ကတော့ပြီးတော့နောက်ထပ်ပြောပြရှိတာ Europa Conference League ပွဲ Chelsea ကတော့ AC ပဲသူတို့final တက်ခဲ့တယ်ပြီးတော့လည်းခါမှာပတ်ကလည်း Anthony နော်တစ်ဖက်ကရင်ဆိုင်ရတဲ့ပြိုင်မဲ့ဂိုးသမားက TK ကိုသူဒီပွဲမှာလည်းဒုတိယကြော့မှာလည်းထပ်ပြီးတော့ free kick ကနေဂိုးသွင်းခဲ့တယ်2-1 ပဲဖြစ်သွားလို့သူတို့အချိန်ပိုနိုင်ဝက်ဆက်ကစားတဲ့အချိန်မှာလည်းအန်တိုနီရဲ့ဖန်တီးပေးဖို့မှုကနေဘတ်တစ်တို့အနိုင်ကိုရခဲ့တယ်ဆိုတော့ final မှာကျွန်တော်တို့ Chelsea နဲ့ Burnley နဲ့ပြန်ဆုံမယ်ဆိုတော့ဒီပွဲကလည်းတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်Chelsea အနေနဲ့လည်းဒီ Conference League ဒီ final ရောက်အောင်တော့သူတို့လူဆောင်ထုတ်ပြီးတော့ကစားဖို့တော့လိုရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ Burnley ကလည်းပြောရမယ်ဆိုရင်အချင်းတော့မဟုတ်ဘူးသူတို့အနေနဲ့ဒီအန်တိုနီရောက်လာပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးကိုရလာကောင်းနေကြတဲ့အသင်းဖြစ်တယ်ပေါ့နော်။ဆိုတော့ကောင်းပါကျွန်တော်ဒီနေ့တော့လောက်နေပဲရန်နာကြပါတယ်နောက်နေ့ဒီမှာတော့ကျွန်တော်ခြားသော topic တွေနဲ့ပြန်လာအောင်ကျွန်တော်စူးစမ်းပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်